တငယ်ချင်းနဲ့ group like TikTok ဆော်မယ်နောက်ပြီးတော့အတွဲကြီးတွားတိတ်မယ်နောက်ပြီးတော့ TikTok ကကြီးအတွက်ဒါတငယ်ချင်းနဲ့တူတူ TikTok တွေဆော်မယ်ကွာ group like photo လေးရိုက်ချင်နေဆိုလို့ရှင်တော့ဒီ Switzerland တောင်လေးကို recommend ပေးပါတယ်တချင်းတွေကလည်းဒါကိုကြိုက်တဲ့တချင်းလေးတွေကိုပြောင်းပြီးတော့ဒါ background music ထည့်ထားလို့ရတယ်နောက်ပြီးလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင်တော့ရေဘဲလေးစီးလို့ရတယ်ကွာရေဘဲတစ်စီးမှာဆိုလို့ရှိရင်တော့လူ2ယောက်စီးလို့ရတယ်နောက်ပြီးတော့ဒီရေဘဲလေးကလည်းပလီယာတယောက်အတွက်တစ်စီးချပေးထားတယ်စင်ရအခုဝတ်ထားတဲ့အင်ကြီးအားဆိုလို့ရှိရင်တော့ဒီ game ထဲမှာဆိုတော့ free to use ပါနော်ဒီနေရာလေးမှာကွာအင်ကြီးလေးတွားယူတယ်နောက်ပြီးလို့ရှိရင်ရေဘဲလေးစီးမယ်နောက်ပြီးတော့ဒါTikTok ဆော့လို့ရတယ်ကွာဘေးနားမှာဖျားချောင်းလေးရောအထင်ကြီးနေရာလေးပါထားထားတဲ့အတွက်ကြောင့်မို့လို့ဓာတ်ပုံရိုက်ဖို့အတွက်ဆိုရင်တော့တကယ်လေးကိုလှရကွာလုံးဝကိုတငယ်ချင်းနဲ့တွားပြီးတော့ဓာတ်ပုံရိုက်ခဲနေရာလေးပါ background music လေးကလည်းလုံးဝမိုက်တယ်ဒါကိုကြိုက်တဲ့ music လေးတွေကိုလည်းတွေ့ရောပို့ပြီးတော့ဒါ chill လုပ်လို့ကောင်းတဲ့ game လေးပါဒီမှာဆိုရင်တော့ emote တွေကတော့ဒါ TikTok ကတော်တော်လေးကိုအသုံးဝင်မယ်ထင်ပါတယ်ရာသီဥတုကိုလည်းဒါညဘက် night time နောက်ပြီးလို့ရှိရင်တရားလေးကဒါ morning time လေးပေါ့နော်ဒီလိုမျိုးလေးထားလို့ရတယ်ဒါ evening ဆိုလို့ရှိရင်လည်း sunset ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း switch လုပ်လို့ရပါတယ်တကယ်ချင်းတွေအများကြီးပဲနောက်ပြီးတော့ဒါ international ကဒီ player တွေလည်းဆော့ရတဲ့အတွက်ကြောင့်မို့လို့ဒီ game လေးကတကယ်ဆော့ဖို့အတွက် recommend ပေးပါ